ဒီမှာမူကြီးလို့ခေါ်ပါတယ်မြန်မာပြည်ကနေပြီးတော့ထိုင်းနိုင်ငံမှာမင်းမကူခွဲစိတ်ပြုပြင်ဖို့ထိုင်းကိုလာပြီးတော့ဒီစေယုံမှာလာပြုပြင်တာဖြစ်ပါတယ်ဒီစေယုံမှာလာလောက်တာကမင်းကလေးဖြစ်ပြောင်းလဲဖို့ပြီးတော့ဒီစေယုံမှာကတငယ်ချင်းလဲလှုပ်ဖူးတယ်ဆိုတော့ဒီကိုယုံကြည်စိတ်ချရတယ်အဲ့ဒါကြောင့်မို့ဒီစေယုံမှာလှုပ်ဖို့ဆိုပြီးတော့ဒီကိုပဲရောက်တော့လာခဲ့တာပါရှင်ဆရာဝန်ပြကြရကတော့ဒီမှာပေါ့လုပ်လို့ရတယ်ပြီးတော့ကိုလှုပ်ချင်တဲ့ပုံစံမျိုးလဲသူကဒီဇိုင်းနဲ့ပြတယ်ကိုကဘယ်လိုပုံစံဖြစ်ချင်လဲဘယ်လိုပုံစံလုပ်ချင်လဲပါကိုရဲ့စိတ်တိုင်းကြပုံစံကိုသူကပြပေးတယ်အဲ့တော့ဒီမှာလှုပ်ချင်ပါတယ်ရှင်တကယ်လို့ပါမူပြီးတော့လိုမင်းကလေးလိုပြောင်းလဲဖို့သူတွေရှိလို့ရှိရင်ဒီဆေးရုံကိုလာပြီးလုပ်လို့ရတယ်အားလုံးကိုလည်းဒီဆေးရုံမှာလာလုပ်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ပထမဆုံးမှာနာဒီမှာလာပြီးတော့လုံပါကမွန်မှာခွဲစိတ်မှုလာလောက်တယ်မင်းကလေးဖြစ်ခွဲစိတ်မှုလာလောက်တာအဆင်ပြေပါတယ်အဆဆရရလည်းအဆင်ပြေတယ်သူတို့လည်းဂယူးဆိုင်မှုကောင်းတယ်ကိုလည်းကိုဖြစ်စင်တဲ့ဘဝလောက်ရတဲ့အတွက်လည်းပြောပါတယ်ရှင်ဒီလိုမင်းကလေးခွဲစိတ်မှုပြီးတော့ဘယ်လိုကိုဘဝမှာဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ဒါကတော့ဘယ်လိုလဲကိုကအခုမှခွဲစိတ်မှုလောက်ထားဆိုကိုဖြစ်စင်တဲ့ဘဝကိုရတဲ့အတွက်တော့အကောင်းဆုံးတော့လည်းပြောပါတယ်အကောင်းဆုံးလည်းကိုဖြစ်စင်တဲ့အတိုင်းဖြစ်လာတယ်ဆိုတော့ပျော်ရွှင်စရာလေးပဲပေါ့ကိုအတွက်ကတော့ပေါ့နော်ကိုပျော်ရွှင်ရတာပေါ့ဒီမှာကတော့အကောင်းဆုံးပဲကိုဖြစ်စင်တဲ့ပုံစံလေးဖြစ်ခွင့်ရတော့လည်းကောင်းပါတယ်လို့ဘိုင်ဘိုင်အားလုံးကနှုတ်ဆက်ပါတယ်စိတ်ချမ်းသာနေကိုယ်ကျမချင်းနဲ့လည်းပြည့်စုံကြပါစေလို့ဆုတောင်းပေးပါရစေ